လုံးမဲမင်္ဂလာပါရှင်ဆိုင်နန့် channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျွေးရုပ်ရေကျွေးရုပ်ဟဲရေခဲချောင်းငါပို့လာရင်ငါပို့လာကျွေးရုပ်ကရေခဲချောင်းတစ်ချောင်းကိုမြောက်ကင်ရင်ကျွေးရုပ်ထံပြေးလာနေတဲ့တစ်ထူကိုလိုက်မြင်လိုက်ရတာမို့ခုံဆောက်အော်ဟစ်ပျော်ရှင်သွားတယ်တစ်ထူကမေမေအလုပ်လုပ်တဲ့ဆက်ရုံကအဆောက်ယူဦးအောင်ထူရဲ့သားကျွေးရုပ်ရဲ့ဆော့ပေါ်တငယ်ချင်းကလေးခုလိုနေရာဒီကြောင်ပိတ်ရက်မှာကျွေးရုပ်ကမေမေအလုပ်ကိုလိုက်လာရင်တစ်ထူနဲ့တွေ့ဆုံဆော့ကစားရတယ်တစ်ထူဖေဖေကြီးကလည်းသဘောကောင်းတာမို့ကျွေးရုပ်ကခင်နေပြီးတော့တစ်ထူကလည်းကျွေးရုပ်တို့ရက်ွက်ထဲကကလေးတွေလိုမဟုတ်ပဲနဲ့ကျွေးရုပ်ကိုဆိုရင်အနိုင်မကျင့်ဘူးကျွေးရုပ်ကြိုက်တဲ့မုတ်တီဆိုရင်လည်းသူမစားပဲနဲ့ကျွေးရုပ်ကိုလာကျွေးတက်တာမို့ဒီကိုလာရတိုင်းကျွေးရုပ်အလွန်ပြောရပါတယ်ရော့ကျွေးရုပ်အရင်မပြောခင်မြန်စားငါအဝေးကြီးကနေဝယ်လာရတာလမ်းမှာပဲအရေးပြောအောင်မဆိုလို့ပြေးလာရတာမောလိုက်တာဟာငါလေးရေခဲချောင်းစားခြင်းနေရတော့ပဲကျွေးရုပ်ကတစ်ထူလက်တဲကရေခဲချောင်းအငန်းမရလန်းယူပြီးအတန်မြောင်ဆုတ်စားလိုက်တာမို့တစ်ထူကရီလိုက်ရင်အငန်းမကြနေရပဲစားအားရပါရစားငါတို့သွားတော့မယ်ဟမ်ဘယ်လိုသွားမှလဲဟဲ့ငါနဲ့မစော့ဘူးလားအခုစော့လို့မရသေးဘူးဟာငါအမေခိုင်းတာသွားလုပ်ပေးရအောင်မယ်ငါတယောက်တည်းပြင်းစရာကြီးငါပြန်လာမှာပါမြင်လာနော်ငါပြင်းလို့တစ်ထူကစိတ်ယုံရဲ့နောက်ပတ်တန်လျာလေးစီလှစ်ကနေပြေးထွက်သွားတာမို့ကျွေးရုပ်တယောက်တည်းကျင်ရရတယ်ကျွေးရုပ်ကဆေးရုံရှိရာနားနီဆောင်ကလေးမှာထိုင်၍ရေခဲချောင်းစားနေရင်ထိုင်ကုန်ပေါ်အသေးလောင်းကြကမြေချင်းနဲ့မထိပဲလွတ်နေတဲ့ခြေထောက်ကလေးကိုလှုပ်ရန်ဆော့ကစားနေမိတယ်။ကျွေးရုပ်ကပြင်းပြင်းနဲ့ချောင်းဝန်းတကားဝစီလမ်းမြော်ကြည့်လိုက်စဲမှခြံထဲသို့ကားတစ်စီးဝင်လာတာကိုလက်မြင်လိုက်ရတယ်။ဒီကားကြီးကကျွေးရုပ်ကနှခမ်းလေးစုကခါးလေးကိုရှေ့သို့ကိုင်းလိုက်ရင်ထိုကားကိုအသေးအချာစိုက်ကြည့်နေမိတယ်။အဲ့ဒီကားဟိုနေ့ကကျွေးရုပ်ကိုတိုက်မိမလို့ဖြစ်ခဲ့တဲ့ကားကြီးနဲ့တော်တူနေတယ်။ကျူကခလီမလို့ကားနံပါတ်တွေပါရတော့မရကောင်းမှမသိကားရဲ့အယောင်နဲ့ပုံတံကိုဒါမှတ်မိနေတာဒီလိုကားမျိုးစင်သူတွေရှိတတ်မှလည်းမသိတာကျူရုပ်ကြည့်နေစဲမှာကားဆက်ယုံရဲ့ဟိုဘက်အစုံကနှစ်ထပ်ဆောင်းအောင်လေးရှိမှရက်သွားပြီးကားရှိကန်တကားကအရင်ပွင့်လာကလူတစ်ယောက်ဆင်းလာတယ်ဒါဦးထွန်းဆိုတဲ့လူကြီးပဲကျူရုပ်ကလမ်းကြည့်နေစဲမှာဦးထွန်းကကားနောက်ခံတကားစီပြေးသွားပြီးကားတကားဆွဲဖွင့်လိုက်ပြီးတော့မှဟိုကောင်ရောမင်းကားနောက်ခံမဆင်းလာသူကယုံမင်းကျွေရုပ်သူ့ပုံစံကိုမမေ့သူ့နာမည်ဆန်းဆန်းကိုလည်းမမေ့ပါသူ့ပုံစံကဟိုနေ့ကလိုပဲချစ်ကန်မုံကုတ်လေးပင်သူကနှစ်ထပ်အဆောက်အုံလေးစီရှောက်သွားမိပြင်ပြီးမှကျွေရုပ်ကိုလမ်းမြင်သွားပြီးကျွေရုပ်ထံရှောက်လာနေတယ်ကျွေရုပ်ကလည်းသူ့ကိုကြောက်တယ်လို့ဖြစ်လာတာမို့လက်တွေကရေခဲချောင်းတုတ်ကလေးကိုချစ်ဆုပ်ကင်ထားပြီးသူ့ကိုအထိတ်တလန့်ကြည့်နေမိလိုက်တယ်ဟဲ့ကြောင်ချီရုပ်နင့်တွေးလိုက်အမြဲကြောင်ချီရုပ်ပဲနင်ဒီကိုဘာလာလောက်တာလဲငါကြောင်ချီရုပ်မဟုတ်ဘူးကျွေရုပ်ကျွေးကသူမေးတာကိုမဖြေပဲမျက်လုံးကိုဇုံမိတ်ခေါင်းကိုတွတ်ကြီးခါကအာကောင်ချွေးអော်လိုက်မိတယ်အမေတဲ့ဆပါလားငါမိမရပြောတယ်တိလားငါပုကုလေးအရွယ်လေးတွေကဖြူပြီးတန့်နေတာတဲ့ကျွေးလိုလားလို့ကျွေးလိုနာမည်ပေးတာဟဲ့ဟုတ်လားဒါမဲ့ငါမျက်စီထဲမှာတော့ကြောင်ချွတ်ပဲမြင်တယ်ငါမိမရငါ့ကိုရေချိုးပြီးဝစ်စားလဲပြီးငါကျွေးရုပ်ဖြစ်သွားရောဒါဆိုအခုတော့ကြောင်ချရုပ်ပေါ့မဟုတ်ဘူးကြောင်ချရုပ်မဟုတ်ဘူးငါကျွေးရုပ်ဒါဆိုလေနင့်ကိုနေပြန်ငုတ်ကြည့်လိုက်လေနင့်ကိုနေကျွေးရုပ်လားကြောင်ချရုပ်လားသိပါအောင်ကျွေးကကိုငုံကြည့်လိုက်ပြီးမှအလန့်တကြားထောက်လိုက်မိတယ်။ကျွေးလက်ထဲကစားလက်စရေခဲချောင်းကအရေးပြောပြီးတော့ကျွေးရဲ့အင်ကြီးပေါ်တဆက်စီးချနေတယ်။အဲ့ဒါတွေမကသေးဘူးရေခဲချောင်းကင်ထားတဲ့လက်တစ်ချောက်ကိုစီးချောင်းတစ်ခုအဖြစ်စီစဉ်သွားပြီးတရောင်စင်းမပတ်ခနဲ့ကြာနေရကျွေးရဲ့စကပ်ပပလေးပေါ်မှာလဲပေစွညစ်ပတ်နေပါတယ်။ကုန်ပါပြီငါရေခဲချောင်းလေးကုန်ပါပြီအဲ့ဒါနင်းကြောက်ငါမစားတော့ငါစားချင်နေတဲ့ဟာကိုကျွေးကအဝတ်ပေဆွန်းသွားတာကိုတိတ်မနှမျောလာပဲရေခဲချောင်းအေးပြောသွားတာကိုတုံချိနေအောင်နှမျောကငုံမဲလေးဖြစ်သွားတော့ရောမင်းကတခိခိလိုက်ရင်ရုပ်ကလည်းစိုးလိုက်တာကြောင်ချီရုပ်ရီမြောင်းနဲ့ပြုတ်ကျလာတဲ့အတိုင်းပဲငါရေခဲချောင်းပြက်ရောပေးဟာဘာဆိုင်လို့လဲနင့်ဘာသာဖြစ်တာနင်းရလာစားလို့ဖြစ်တာနင်းကြောက်ငါရလာစားလေနင့်ရေခဲချောင်းနင်းဆိုင်ဖြစ်တာပဲနင်ကငါ့ကိုဂူးမဆိုင်ပဲနဲ့မနေနိုင်တာနင်ကငါ့ကိုဂူးမဆိုင်ပဲနေနိုင်လို့လားနေနိုင်တာပဲနေနိုင်ဘာလို့ငါစီရှောက်လာသေးတာလဲနင့်ကိုရန်စားရတာပျော်စရာကောင်းလို့လားဘာဖြစ်လဲနင်ကလူဆိုးပဲဟုတ်တယ်ငါကလူဆိုးငါမိမေကလည်းအဲ့လိုပြောတယ်မိမေကမာတာတဲ့လူမိုက်နဲ့မပေါင်းရဘူးတဲ့ကျောင်းမှာလည်းဆရာမကကြပြလေးတင်ပေးတာတဲ့လူမိုက်ဆိုရင်လည်းရှောင်းတွေ့လွယ်လို့မမီဝဲနဲ့ကင်းအောင်နေတဲ့ငါကလူမိုက်မှမဟုတ်တာစိုးရုံမဲဆိုတာမမိုက်ဘူးငါကတော့နင့်ကိုလူမိုက်လို့ခေါ်မယ်မခေါ်နဲ့ငါရေကကြောင်မှုပြန်ရောပြီးမခေါ်ဘူးငါရောပြီးရင်နင်ငါနဲ့ကစားမလားမကစားပါဘူးနင်ကကြောက်စရာကောင်းတယ်နင့်ကငါကြောက်တယ်နင်ရေခဲချောင်းတနည်းနှစ်ချောင်းမစားကြဘူးလားနင်ငါနဲ့ကစားရင်တနေ့ကိုရေခဲချောင်းနှစ်ချောင်းစီတလားတိဝယ်စားလို့ရမယ်ပတ်စံပေးမယ်တကယ်လားခဏနော်ကျွေးကခုံလေးပေါ်မှာခုံချလိုက်ပြီးနားနီဆောင်နေရနားမှာချိတ်ဆွဲထားတဲ့ကျွေးရဲ့လွဲကလေးကိုပြေးယူလိုက်တယ်
ကျွေးရုပ်ကရေခဲချောင်းအရည်တွေပေချန်နေတဲ့လက်ကိုစကတ်စားနဲ့ဖတ်ဖတ်ਤੋਂမောက်လိုက်ဖန်လိုက်နှစ်ချက်တုပ်ပစ်လိုက်ပြီးမှလွဲအိတ်ထဲကခဲရံနဲ့ပလာစာအုပ်ကိုထုတ်ယူလိုက်ပါတယ်ရောမင်းကကျွေးရုပ်ဘာလို့မလို့ပါလဲဟုမုံကုတ်ကုတ်လေးစိုက်ကြည့်နေတယ်ကျွေးရုပ်ကစာရွက်လေးကိုလန်လိုက်ပြီးစာရွက်ပေါ်မှာ30အမြောက်နှစ်ဟုချရေးလိုက်ပါတယ်ပြီးတော့မျက်လုံးတွေကိုအပေါ်လန်ကစင်စားတက်ကိုလှုပ်လိုက်လျက်နှုံမတရွရွဖြစ်နှစ်တုံညာလီတုံညာနှစ်တက်လီနှစ်နယ်လီလေးနှစ်3လီ6ရဲ3ညရဲဆိုတော့60ဟဲ့အချောင်း60တောင်အလကားစားရမှာပေါ့နော်အေးဟုတ်တယ်အဲ့ဒါဆိုရင်ငါနေနဲ့ကစားမယ်လေကျွေးရုပ်ကရုတ်တရက် view ရှင်သွားပြီးကစားဖို့သဘောတူလိုက်တယ်ရောမင်းကကျွေးရုပ်ပုံစံကိုကောင်းပြချီဆုံးကြည့်လိုက်ပြီးမှရုပ်ရှင်တွေကမင်းသားလိုမျိုးဟုန်ခနဲ့ရေးလိုက်ပြီးငါညစ်ပတ်တဲ့သူနဲ့တော့မကစားချင်ဘူးနော်နင်းပါဇက်နာမှာနင်းလက်တွေပေးနေတာကြီးတုတ်လိုက်အောင်ကျွေးရုပ်ကခက်မြက်မျက်နှာကိုလဲကလက်မောင်းနဲ့ဖြက်ကနေကပ်ပြီးဖွတ်တုပ်ပစ်လိုက်တယ်တရောင်စစ်ကိုလည်းအင်ကြီးစားပြဆွဲတုပ်ပစ်လိုက်တယ်ကျွေးရုပ်ကိုကြည့်ပြီးရောမင်းကနှာခေါင်းတစ်ချက်ရှုပ်၍တောက်ဆိုကစားလို့ရပြီလားကျွေးရုပ်ကမီတော့ရောမင်းကမချုံမရှင်မျက်နှာထားနဲ့ရတော့ရပါပြီဒါမဲ့အချိန်မရလို့အချိန်ရရင်နှုတ်အိမ်ပြန်ရေချိုးခိုင်းပြီးမှငါနဲ့ကစားခိုင်းချင်တာကြီးကျယ်လိုက်တာကဲလာကစားပဲမကစားခင်ပတ်စံရင်ပေးလေဘာပတ်စံလဲရေခဲကြောင်းမိုးလေနင်ကလူလယ်မပဲကဲရောမင်းကသူ့ကြောပေါ်ကြီးထဲကတရားနဲ့အထက်လိုက်ဆေးထုတ်ပေးလိုက်တာမို့ကျွေးဥပျော်သွားပြီးဘောင်းမအိတ်ထဲကိုထိုးထည့်ထားလိုက်တယ်ဘာလို့တိုင်ကစားမှလဲဘောလုံးပြစ်တိုင်ကစားမှာပေါ့ရောမင်းကသူ့ကြောပေါ်ကြီးထဲကလက်သီးစုပ်လောက်ဘောလုံးလေးကိုထုတ်ယူပြလိုက်တယ်ပြီးတော့အိတ်ထဲကိုလက်နိုင်ကပန်းဒီတစ်လုံးထပ်ထုတ်လာပြန်တယ်ဟဲပန်းဒီငါ့ကိုကျွေးမလို့လားယင်ကျွေးကဝမ်းသာအားရမင်းပန်းဒီထန်လန်လိုက်ရရောမင်းကလက်ကိုနောက်ပစ်ဖက်လိုက်ရင်တိတ်မငတ်နဲ့ဒါအပြစ်မှတ်ဟမ်ဘာလဲဘာပြစ်မှတ်လဲနင်ကနစ်လက်ကိုဆန့်ပြီးပန်းဒီကိုနစ်လက်ဖွာပေါ်တင်ထားပြီးငါဒီဘောလုံးနဲ့အဲ့ဒီပန်းဒီကိုထိအောင်လှမ်းပစ်မယ်ငါ့ကိုချိုးတင်ဘယ်လိုလုပ်မလဲဟဲ့ငါလက်ကအဲ့လောက်မလွဲပါဘူးငါကြောက်တယ်ဟဲ့ငါမျက်နှာကိုချိုးတင်ဘယ်လိုလုပ်မလဲထိလဲဘာဖြစ်လဲဘောလုံးကတေးသေးလေးပဲဥစားမနာပါဘူးအများကြီးမနာတော့နည်းနည်းတော့နာမှာပေါ့မျက်နှာကိုမထိတော့လှုပ်ကိုထိမှာပေါ့အဲ့လိုတော့မကစားချင်ပါဘူးဒါဆိုငါပတ်ဆက်ပြန်ပေးအဲ့ဒါငါရေခဲချောင်းဖို့ရော်ပေးတာပဲဟာရော်ပေးအောင်ဆိုတချောင်းဖို့ပဲရော်မှာပေါ့နင်တချောင်းဖို့ယူလာကျန်တာအကုန်ပြန်ပေးကျိုးကပတ်စံပြန်ပေးရမှာတော့မပေးချင်တာမို့မျက်နှာကလေးယွန်းသွားနေပြီကဲကစားမယ်ဟဲ့ကစားမယ်ကျိုးကခေါင်းငိမ့်လိုက်တာနဲ့ရောမင်းကပြုံမြူးသွားကနင်းလက်ကိုဆန့်ထုတ်လိုက်ကျိုးကတွန်းဆုပ်နဲ့ညာဘက်လက်တစ်ဖက်ကိုဆက်ထုတ်ပေးလိုက်တယ်လက်ဝါဖြန့်ကျိုးလက်ဝါဖြန့်ပေးလိုက်တော့သူကပန်းကြီးကိုကျိုးလက်ဖွာပေါ်မှာလာတင်ပေးလိုက်တယ်ပြီးတော့နောက်ဘက်ကိုတလန်းချင်းဆုပ်သွားလိုက်ပြီးဘောလုံးပြစ်ချိန်ရွယ်ကကဲငါပြစ်တော့မယ်နော်ငါ့ကိုထိတော့မှာပဲဟဲ့တအားမပြစ်နဲ့နော်ကျိုးကငုံမဲကလေးဖြစ်လာကပန်းတီးကန်ထားတဲ့လက်ကလေးကလည်းတဆက်တုံလာတယ်ကဲပြစ်ပြီရောမင်းကဘောလုံးလက်ကင်ကိုလွဲမြောက်လိုက်တာနဲ့ကျိုးကဖြက်ကနေမျက်လုံးမိတ်ချပြီးမျက်နှာကိုပန်းတီးကန်လက်ရဲ့တခြားတစ်ဖက်ကိုလေဘိန်းလေးလိမ်လေးထားတယ်ကျိုးရဲ့မျက်နှာပြီးမှလီတိုးတန်လိုဟွစ်ကနေချလိုက်ရပြီးဘောလုံးကကျိုးကိုလာမထိပန်းတီးကိုလည်းမထိဒါပေမဲ့ကြောက်လိုက်ရင်တုန်နေတဲ့ကျိုးလက်ပေါ်ကပန်းတီးကသူ့လိုအောက်ကိုလင်းပြုတ်ကျလာတယ်ကျိုးကဖြက်ကနေမျက်လုံးဖွင့်ကြည့်လိုက်ပြီးနောက်တဟိရီလိုက်ရင်ဟဲတော်လိုက်တာတိတ်လက်တဲ့တာပဲနော်ပန်းတီးကဘောလုံးနဲ့ထိပြီးအောက်ပြုတ်ကျသွားတာပေါ့နော်ဟုတ်တယ်ငါဘောလုံးနဲ့ထိလို့ပြုတ်ကျသွားတာဘာဖြစ်လဲထိလည်းမထိပဲနဲ့ကြောင်ချီရုပ်စကားမရှိနဲ့ပန်းတီးပြန်ကောက်ဘောလုံးလဲကောက်နိဘာသာကောက်ပေါ့ငါမကောက်ချင်လို့ညို့ရေခဲချောင်းပိုးတွေပေးပြီးခိုင်းတာပေါ့ကျွေးရုပ်ကနှကန်းလေးဆူတော့ကတွန်းဆုပ်နဲ့ပင်ပန်းတီးကိုရောဘောလုံးကိုပါတော့ကောက်လိုက်ရတယ်သူကစားပုံကတစ်ဖက်သားကိုဘိုးကြတဲ့ကစားနည်းမျိုးမို့ဘသူမှသူနဲ့မကစားချင်တာပေါ့ဟုတွေးမိတယ်သူညစ်ပုံကလမ်းထဲကကောင်လေးတွေနဲ့လည်းမတူတစ်ဖက်သားပေါ်အနိုင်ယူဘိုးကြစုံမိုးချေလဲချင်တာသူ့မှာပတ်စံပေါ်တိုင်းငွေနဲ့ပေါက်ပြီးတစ်ဖက်လိုခိုင်းစီချင်တာမျိုးဖြစ်တယ်ကျိုးကဖုံပေးသွားတော့ပန်းကြီးလေးကိုအင်ဂျင်နဲ့တုပ်လိုက်ရင်ဟဲ့နင်းဆက်ကပြစ်လို့မှမထင်ဒီပန်းကြီးငါ့ကိုကျွေးမလားကျွေးမယ်ဒါမဲ့နင်မစားရပါဘူးငါထိအောင်ပြစ်နိုင်မှာကြည့်နေအေးပါကြည့်သေးရပေါ့ရောမင်းကဇွေးမလျှော့သူပြစ်လိုက်တဲ့ဘောလုံးကကျွေးရဲ့ခေါင်းပေါ်ကျော်သွားလိုက်မျက်နှာရဲ့ဟိုဘက်ဘေးဒီဘက်ဘေးကကပ်ဖြတ်သွားလိုက်ကျွေးမှာခေါင်းလေးပူရှောင်လိုက်မျက်နှာကိုဟိုဘက်ဒီဘက်ယိမ်းလိုက်ခေါင်းကိုနောက်သို့လန်လျှော့လိုက်ဖြစ်ရင်တမမဖြစ်နေရတယ်ပြီးတော့ခဝေးဝေးလင်းထွက်သွားတဲ့ဘောလုံးကိုကျွေးပဲလိုက်ကောက်ပေးရတယ်ကျွေးလုံနေရတာဟာသူ့စီယာရတာတဲ့ရေခဲချောင်းဖုံးနဲ့တော့မတန်ကျွေးရဲ့ဖြစ်ရင်ကိုတစ်ထူပေးစေးုံဆောက်ဦးလင်းကြီးကလမ်းမြင့်သွားကဟဲ့ကလေးတွေတော်ကြတော့အန်နီရများတယ်မျက်နှာထီတော့ဘယ်လိုလုပ်မလို့ချင်းချင်းပပန်ကစားစရာရှာလို့တမိကျွေးရုပ်လာစမ်းဒီထိုင်ကောင်မလာထိုင်နေဦးလေးဝင်မရှုံးရဗျာဟာဒီကလေးစကားပြောတန်ရိုင်းမလားဦးလေးဝင်မရှုံးပတ်စံဘယ်လောက်ပေးရမလဲပြောဟာငငယ်လေးနဲ့ငွေစကားတည်ပြောပါလားမင်းဘသူတာသမီးလဲ
ဦးအောင်ထူကယောမင်းရဲ့စကားပြောရိုင်းမုံအံ့ဩနေစဉ်ဦးထွန်းကယောမင်းတို့စီလမ်းလျှောက်လာကမောင်ယောမင်းလာတော့ကွယ်မင်းဆရာမဝင်တွေ့လိုက်အောင်လေကျွန်တော်ဒီမှာဆောင်းလို့မပြီးသေးဘူးအိမ်ပြန်နောက်ကျနေအောင်မယ်ဒါဆိုဒီကောင်မလေးကိုအိမ်ခေါ်သွားလိုက်မယ်မဟုတ်တာခေါ်လို့ဘယ်ရပါမလဲပတ်စံပေးရင်ရမှာပေါ့ဗျာပတ်စံပေးတိုင်းဘယ်ရပါမလဲကွယ်သူ့မှာအုတ်ထိန်သူမိဘရှိရလေဘယ်ခွင့်ပြုပါမလဲပတ်စံပေးရင်ခွင့်ပြုမှာပေါ့မဟုတ်သေးပါဘူးကွယ်ဒီကောင်မလေးကခိုင်းလို့ရတယ်ဦးထွန်းကရည်စရာလဲကောင်းတယ်လေကျွန်တော်အပိုင်ဝယ်ခြင်းနဲ့ကျွန်တော်နဲ့ကစားဖို့ဝယ်ပေးပါလူဆိုတာမင်းဝယ်နေကြကစားစရာတွေလို့ငွေပေးဝယ်လို့မရဘူးမောင်ရောမင်းရဲ့ကျွန်တော်အဖေစီကပတ်စံနေအများကြီးတောင်းပြီးဝယ်ရင်ရပါတယ်ဒီနေ့ဖေဖေနဲ့ကျွန်တော်တွေ့ကျင်တယ်ဖေဖေစီမှာပူစားမယ်ဖေဖေကိုပြောပေးပါမင်းဖေဖေအလုပ်ရမ်းများတယ်ဒီရက်ပိုင်းတွေ့လို့မရဘူးချွေရုပ်ကယောမင်းနဲ့ဦးထွန်းတို့ပြန်လည်ပြောနေကြတာကိုနားထောင်နေရင်ကနားမလည်နိုင်အောင်ဖြစ်လာရပါတယ်ယောမင်းရဲ့စကားတွေကိုချွေရုပ်ညံမမီလာပါပြီးတော့သူ့အဖေကိုသူတွေ့ကျင်တဲ့အချိန်မှာတွေ့လို့မရတာထူးဆန်းတယ်ကျွေးရုပ်ဖေဖေကတော့ကျွေးရုပ်ငယ်ငယ်လေးကတည်းကတည်သွားလို့မတွေ့ရတာထားပါတော့သူကြတော့အဖေရှိရတာနဲ့တွေ့ကျင်တဲ့အချိန်တွေ့လို့မရဘူးတဲ့တမျိုးကြီးပဲကျွေးရုပ်တို့လမ်းထိပ်ကတတိသားတောင်သူ့အိမ်ကမုတ်ဖို့ပေးတယ်မုတ်ဖို့လောက်တာကင်ရပေမဲ့သူကြတော့ကလေးဖြစ်ပြီးပတ်စံအောင်ထင်တိုင်းသုံးနေတာကလည်းအံ့ဩတယ်ကျွေးရုပ်ကမျက်လုံးပြူးချောင်ကလေးဖြစ်ရုံမင်းကိုကြည့်နေစင်မှာစိတ်ရောဟိုဘက်ဆွန်ဆောက်အောင်တွေကအမျိုးသမီးကြီးတယောက်ထွက်လာကရုံမင်းရေတားလေးဟောဟိုမှာဆီယမခေါ်နေပြီးသွားလိုက်အောင်ယောမင်းကပြေးထွက်တော့မဲ့ဟန်ပြင်းပြီးမှကျွေးရုပ်ကိုပြန်လဲကြည့်လာကဟဲ့နေအိမ်ဘယ်မှာလဲဟိုနားမှာကျွေးရုပ်ကကျွေးရုပ်တို့အိမ်ရှိတဲ့ဘက်ကိုမန်းဆက်လက်ညှိုးထိုးပြလိုက်တော့သူကနှာခေါင်းရှုံကငတုံးမကြောင်ချီရုပ်မအဲ့လိုအော်ပြီးပြန်လဲထွက်သွားတယ်ခက်ဝေးဝေးရောက်မှကျွေးရုပ်ကိုပြန်လဲကြည့်ကအဲ့ပန်ဒီစားပြစ်လိုက်တော့ဦးအောင်ထူကြီးကမျက်လုံးကျုံကဘလို့ကလေးမအောင်မသိဘူးတားသူ့ကိုတိတယ်ဖေဖေအော်တားမင်းမေခိုင်းတာလုပ်ပြီးပြီလားဟုတ်ကဲ့ဖေကျိုးကအနာရောက်လာတော့တစ်ထူကိုလဲကြည့်ရင်စူပပေါ်မျက်နှာထားလေးနဲ့နင်ကခုမှလာသလားတစ်ထူရဲ့ဟိုကောင်လေးကဘာမှလည်းမသိဘူးသူနဲ့ဆော့ရတာသူ့ကြွကြနေရပဲငါလည်းနင်တို့လမ်းမြင်လို့အမြန်ပြေးလာတာသူမသွားသေးရင်နင့်ကိုအတင်းလာခုံမလို့အဲ့ဒီကောင်ကတွန်းလဲပြစ်ပြီး6နှစ်တောင်ကန်ပြစ်ချင်တာဒီကောင်ကလူတကောင်လိုက်ပူကြနေရနင်သူ့ကိုသိတယ်ပေါ့သိတယ်အဲ့ကောင်ကသူ့ဆီယာမစီတစ်ခါလာတယ်သူ့ဆီယာမငါတို့စိတ်ုံမနေကြကြီးရဲ့အမအပြိုကြီးဟိုဘက်အဆောက်အုံမှာသူတို့နေကြတာဒီလိုပိတ်ရက်ဆိုဒီကောင်ဆီယာမစီလာတတ်တယ်သူ့ဆိုဒီစိတ်အောင်ဝင်ရကလေးတွေကဝေးဝေးရှောင်တာပဲသူနဲ့ဘယ်သူမှမကစားချင်ကြဘူးဟာလာငါတို့ဟိုးနောက်ဘက်မှာသွားကစားရအောင်တော့ကြသူပြန်ထွက်လာရင်နှုတ်တွေ့ပါအောင်မယ်တစ်ထူကကျွေးဦးလက်ကိုဆွဲပြီးနောက်ဘက်သို့ပြေးထွက်လိုက်တာမို့ကျွေးဦးကလည်းတစ်ထူကိုမီအောင်ပြေးလိုက်လာခဲ့ရပါတယ်ခဏနေတော့ကျွေးဦးလက်ထဲမှာကင်လာတဲ့ပန်းကြီးလေးကိုအင်ကြီးစာလေးနဲ့ပုတ်တုပ်ပြီးခွက်ကနေကိုက်စားပြစ်လိုက်တယ်ကျွေးဦးကပန်းကြီးကိုတမြုပ်ဝါကအရသာခံနေရင်စောစောတုန်းကရောမင်းရဲ့ပိုးချမှုတွေကိုမိရော့သွားလိမ့်တယ်